ဒီတချင်းကတော့ပေါ့နော်ဟိုပောက်ထားတော့ကြာပြီပေါ့အခုမှပြန်ပြီးတော့နဲပေါ့နောက်ပိုင်းမှာခါပါပြန်ဆိုတာတွေတိတ်မရှိတော့ဘွေးကဒါပြန်ဆိုပြစ်တာပေါ့နော်ပြန်ဆိုပြစ်တဲ့အချိန်မှာတချင်း music video ဖန်တီးတဲ့အချိန်မှာလည်းအဲဒီပေါ့နော်အရန်ကိုပြောခဲ့ရတယ်အဆင်ပြေပြေချောချောမွေးနေပေါ့နော်အစအနေအဆုံးအရန်အဆင်ပြေပြေချောမွေးနေပျော်ပျော်ရွှင်ရွှင်ရိုက်ခဲ့ရတဲ့ shooting လေးပါဟုတ်ဒါရေးချင်မှုကတော့ကိုကြိုက်ဆုံးနေပဲလေကိုစိတ်ကူးရကိုတွဲချင်တဲ့ကိုနဲ့မောင်မောင်နဲ့ကိုတွဲပြီးတော့တွဲလိုက်တာမနိုင်ပြောလို့ရှိရင်ဘွေးဒီတချင်းလေးပေါ့နော်သူရဲ့စိတ်ကူးလေးကိုလာပြောခဲ့တဲ့ဟိုဟာဘာလေးမှန်းဆိုတော့မသိထားအောင်နော်အစလေးဘွေးရဲ့စိတ်ကူးလေးတစ်ခုလုံးစရာရှိတယ်ဗာလဲကိုကြီးပါဝင်ပြီးတော့လုပ်ပေးရမယ်နော်ဆိုပြီးတော့ပြောခဲ့တဲ့ဟိုဟာကိုဘာတစ်ခုမှမမေ့ပဲနဲ့ဘွေးရေးဖြစ်နေလို့ယုံကြည်နေโอเคညီမလေးဒါကိုလုပ်ပေးမယ်ကိုကူညီပေးမယ်စွမ်းကုန်စူးစမ်းကြမယ်ဆိုပြီးတော့เนาะတူစူးစမ်းကြရပြီးတော့သူဖြစ်ချင်တာသူလုပ်ချင်တာတွေအကုန်လုံးကိုဘေးကနေပြီးတော့ဒါအကုန်လောက်ကြိုက်တာလို့ညီမလေးအကောင်းဆုံးဖြစ်အောင်လို့အကောင်းဆုံးကူညီပေးမယ်ဆိုပြီးတော့ဒါဟိုပြောရလို့ရှိရင်ဘွေးကလည်းကျွန်တော်တို့ကိုအများကြီးကူညီပေးထားရတယ်လည်းရှိတယ်အဲဒါကြောင့်မလို့ဒါသူရဲ့စိတ်ကူးလေးမှာလည်းဒါပါဝင်ပြီးတော့အားဖြည့်ပေးကြပါဟုတ်အဓိကအကိုနှစ်ယောက်စလုံးကလေလုံးဝမဟုတ်ဒီတချင်းကိုလေသူတို့နားလည်းမထောင်ဟုတ်တယ်နားလည်းမထောင်ရသေးဘူးဒီသချင်းဘာသချင်းလဲဆိုတာလည်းသူတို့မကြားရဘူးကာဝပြန်ဆိုမယ်ဆိုတော့သူတို့သိရတယ်ဒါပေမဲ့ဘယ်သချင်းမှလည်းနားမထောင်ဘာသချင်းမှလည်းမသိခင်ကတည်းကလုပ်ပေးမယ်ကိုကြီးတော်ထောင်ဆိုလို့ရှိရင်လည်းသူကရတယ်သချင်းမပို့ပေးနေတော့ရတယ်ရှူတင်လေးကိုလာခဲ့လိုက်မယ်ဘယ်ချိန်လေးသာပြောလိုက်ကိုကြီးသူတခြားရှူတင်ရှိတဲ့ဟာနေပဲသူပြေးလာပြီးတော့မှညခင်ဘက်ပြီးချင်းပြန်ပြီးအဲ့လိုမျိုးလုပ်တာပေါ့နော်ကိုချိုင်းဆိုလို့ရှိရင်ရတယ်တနေ့ကုန်အချိန်ပေးမယ်ကိုချိုင်းအဲ့နေ့ဘာလုပ်တွေရှိလဲဒါနဲ့ရတယ်အဲ့နေ့လုံးကိုကြီးဒီ music video အတွက်ကိုချိုင်းချိန်ပေးမယ်အဲ့လိုလုံးဝမပေါ့နော်အဆင်ပြေလုပ်ပေးကြတာအကုန်လုံးလေအရန်စိတ်ချမ်းသာတယ်ရှူတင်ဟုတ်တယ်လုံးဝမြစ်တာနဲ့ကူညီပေးတာအကုန်လုံးအကိုနှစ်ယောက်စလုံးဝေးကလေးပေါ့နော်စပြီးတော့အကူညီတောင်းတဲ့အချိန်မှာပေါ့နော်အကိုတို့ကိုကူညီပေးပါအောင်ရိုက်ပေးပါအောင်ပေါ့နော်အကူညီပေးပါအောင်ရိုက်ပေးပါအောင်ဆိုပေမဲ့အကိုတို့အဲ့လိုမျိုးဝေးကတော့မပေးနိုင်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုတော့မပြောလည်းမပြောခဲ့ဘူးအကိုတွေကိုလေပြောလည်းပြောမထွက်ဘူးပြောလည်းမပြောခဲ့ဘူးအကိုတို့ကိုပေါ့နော်ဒီလိုမျိုးကိုရဲ့တီးတတ်မှုလေးနဲ့အကိုတို့ကြော့မယ်ဆိုတဲ့စိတ်မျိုးရှိပြီးသားဒါပေမဲ့လေရှူတင်ပြီးသားအချိန်မှာအကုန်လုံးကလေပြန်တော့မယ်နော်ပြန်တော့မဟုတ်ဘူးဘွေးတခုစီစဉ်ဘာမှမစီစဉ်မင်းနော်တမင်လာကူညီရနော်ဘွေးလုံးဝမကိုကြော်တော့ဆိုလို့ရှိရင်လေညီမလေးကိုမအားတော့ဘူးလေပြန်တော့ကိုခဏလေးစောင့်မအောင်ဟုတ်ညီမလေးအခုဒီခင်မရတော့လာကူညီရနော်ဘာမှပေးစရာလည်းမလိုအောင်လို့ကိုညီမလေးလည်းမင်းကလာကူညီပေးရနော်ဒီဟာအတွက်ကိုလုံးဝဘာမှပေးစရာမလိုအတင်းပြန်လာပြီးတော့ကိုရှိုင်းစီကိုဝင်လာတယောက်ဆိုတော့အဲ့ဆိုငိုးပေါင်းကိုကြရှူတင်နေပါလေဟုတ်ပါဘူးတယောက်စလုံးလေးသူပြန်မဆက်ရဝဲပြီးတော့လေအဲ့လိုမျိုးကိုကလောကလုံးဝမထင်